ပါကြည့်ချိန်မှာရှင်သန်နေတဲ့ခဏကြာချိန်မှာလူတွေတွေ့ပါများလို့ပြီးပြီလေစဉ်းစားစဉ်းချင်းကြည့်လိုက်ပါသင်ပိုက်စား